တွေးကြည့်လိုက်ပါညာကြီးမင်းကြီးဘာကြောင့်မှမသိရပဲအဲ့ရတဲ့ကနေဝယုံသုံးကားထားပြီးထွက်ပြေးရတယ်မကြောက်အုံကနေပောက်ကွဲတဲ့ညီကြရတယ်ဒါကကွာရှင်တချောင်းကြောင့်ဖြစ်ပွားခဲ့တဲ့အမေရိကန်နိုင်ငံအာကန်ဆော့ပြည်နယ်ဒမတ်စကတ်မြို့နာမြေအောက်နျူကလ িয়ার ပုံပစ်စင်ပောက်ကွဲမှုကြီးပဲဖြစ်ပါတယ်အမေရိကန်ကသူ့လက်နက်နဲ့သူဒုက္ခရောက်တော့မဲ့အန်ရီယာကနေလက်မတင်လေးလွတ်သွားတဲ့အဖြစ်ဆိုရင်လည်းမမှားပါဘူးပောက်ကွဲခဲ့တဲ့နျူကလ িয়ার ပုံပစ်စင်ကစီအေးကာလာတော့ဆောက်ခဲ့တဲ့မြေအောက်နျူကလ িয়ার ပုံပစ်စင်54ခုရဲ့တစ်ခုဖြစ်ပြီးတော့အထဲမှာဆိုရင်မိုင်ပေါင်း6300ကျော်ထိပြစ်လွတ်လို့ရတဲ့နျူကလ িয়ার ပုံတစ်လုံးရှိနေပါတယ်1980ခုနှစ်စက်တင်ဘာလ18ရက်နေ့ည6နာရီခွဲမှာmaintenance ဝန်ထမ်းတယောက်ကညမ်းစင်တစ်ခုပေါ်မှာပုံမှန်လုပ်နေကြ maintenance အလုပ်ကိုလုပ်ရရနေအလေးချိန်6ပေါင်ထိရှိနိုင်တဲ့ကွာရှင်ခေါင်းတစ်ခုလွတ်ကျခဲ့ပါတယ်။အဲ့ဒီကွာရှင်ခေါင်းကဘုံပြည့်ယုံတွေကိုပေ80လောက်အထိပြုတ်ကျသွားပြီးတော့ဂါလန်1000ဝင်စက်နဲ့စီတိုင်ကြီးကိုသွားမှန်တယ်။အဲ့ဒီကွာရှင်မှန်တဲ့အချိန်ကြောင့်ပဲစီတိုင်ကြီးကပေါက်ပြီးတော့စီတွေစရိုးဆင်းခဲ့ပါတယ်။6:45မိနစ်မှာလေတက်အရာရှိတွေကမြေအောက်ဘုံပြည့်ယုံမှာမီးလောင်မှုဖြစ်ပွားနိုင်တယ်ဆိုပြီးတော့နိုင်ငံတော်အရေးပေါ်အခြေအနေထိန်းချုပ်ရေးအဖွဲ့ကိုသတင်းပေးခဲ့တာမလို့ဘုံပြည့်ယုံဝန်ထမ်းအားလုံးဘေးကင်းရရွှေ့ပြောင်းအောင်မယ်ဆိုပြီးတော့အမိန့်ကျလာတယ်။6:48မိနစ်ဘေးကင်းရအောင်မရွှေ့ပြောင်းခင်မှာဘုံပြည့်ရုံဝန်ထမ်းတွေကရေတိုင်ကြီးတွေနဲ့ဆက်ထားတဲ့အရေးပေါ်ရေပိုက်လိုင်းတွေကိုဖွင့်ချပြီးတော့မီးမလောင်အောင်ကာကွယ်ခဲ့ပါတယ်။ပြီးတော့မီးမလောင်နိုင်တော့ဘူးမပေါက်ကွဲနိုင်တော့ဘူးဆိုပြီးတော့တုံ့တက်ခဲ့ကြတယ်။အဲ့လိုဆိုပေမဲ့လည်းည9ခွဲ10နာရီလောက်မှာပေ2000ဝန်းကျင်မှာရှိနေတဲ့လူဦးရေ1400လောက်ကိုဘေးကင်းရရွှေ့ပြောင်းစေခဲ့ပါတယ်။စက်တင်ဘာလ19ရက်နေ့မနက်တနာရီလောက်မှာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့သားတွေက DNA ဆောင်ကိုပြန်ရောက်လာပြီးတော့ဝတ်စုံပြေဝတ်စားတယ်။2နာရီခွဲလောက်မှာမြေအောက်ဘုံပြည့်ရုံတွေကိုဆင်းခဲ့ကြတယ်။သူတို့ဆင်းပြီးမကြောက်ဘုံပြည့်ရုံကြီးတစ်ခုလုံးကပောက်ကွဲထွက်ပါတော့တယ်။ပောက်ကွဲအားဘယ်လောက်ထိပြင်းလဲဆိုရင်ဘုံပြည့်ရုံကိုပိတ်ထားတဲ့တန်ချိန်944တဲ့တကားကြီးကလေထဲကိုပေ200လောက်လွန့်ထွက်သွားတဲ့အထိပါပဲဒါတွေမကပါဘူးနျူကလ িয়ার ကြည်ထိပ်ဖူးပါလွန့်ထွက်ခဲ့ပြီးတော့အန်နီယေဆုံးဝင်ပေါက်နဲ့ပေ100အဝေးမှာသွားကြခဲ့တယ်ကန်ကောင်းထားမှဆိုပဲကြည်ဘူးမှာပါတဲ့ safety စနစ်ကကောင်းကောင်းအလုပ်လုပ်ခဲ့တာမလို့ radio တက်တိကြွတဲ့တစုံတရာမှစိတ်ထွက်ခြင်းမျိုးမရှိခဲ့ပါဘူးဒါပေမဲ့လည်းဘုံပြည့်ရုံတွေကိုဆင်းသွားတဲ့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သားတွေက21ယောက်ကအပြင်းထန်ဒဏ်ရာရခဲ့ပြီးတော့အဲ့ဒီတယောက်ကအသက်ဆုံးရှုံးခဲ့ရပါတယ်မတော်တဆမှုဖြစ်ပြီးအော်တိုဘာလမှာဒါကိုအသစ်ပြန်ဆောင်မလားအလုံးပိတ်ပစ်မလားဆိုတာကိုဆုံးဖြတ်ခဲ့ကြပါတယ်အသစ်ပြန်ဆောင်မယ်ဆိုရင်ဒေါ်လာတန်220ထိကုန်ကျမှာဖြစ်ပြီးတော့အလုံးပိတ်ဖြတ်သိမ်းပြမယ်ဆိုရင်ဒေါ်လာတန်20ပဲကုန်ကျမှာမလို့နောက်ဆုံးမှာမြေဖို့ပြီးတော့အပြည့်ပိတ်ဆို့ပစ်ခဲ့ပါတယ်အာကန်ဆော့ပြည်နယ်ကိုအစိတ်စိတ်အပိုင်ပိုင်ဖြစ်သွားစေနိုင်တဲ့နျူကလ িয়ার မတော်တဆမှုဖြစ်ပွားခဲ့တဲ့အဲ့ဒီစုံနေရာကို2000ခုနှစ်မှာအမေရိကန်ရဲ့တမိုင်းဝင်နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်းဖတ်ရှုပြီးသမျှကိုပြန်လည်မျှဝေပေးပါမယ်ရှင်